ကိုတယောက်ကဒါကိုမရှင်းလို့ဆိုလို့ကျွန်တော်တစ်ခါပြန်ရိုက်ပြီးရအဲ့လေအိုကလေးနေလက်ကောဒီလိုမျိုးအဲဒီလိုမျိုးအဲ့လိုဖြစ်တယ်ဖြစ်ပြီးတော့ကျွန်တော်ကဒီနာမည်နဲ့ဒီထောက်ပွားရိုက်ပြီးရှာပေးမယ်ရိုက်ပြီးရှာတော့မယ်နော်အဲ့မှာကဒီမှာအဲ့သူ့ဥစ္စာလေးကိုရိုက်ဒီမှာအဲ့ရောက်ပြီဆိုတော့နေလဲကောနော်ဒီမှာပေါ်လာပြီဆိုတာနဲ့ဒီမှာโอเคတစ်ချက်နေနော်ဒီမှာโอเคတစ်ချက်နေလဲတော့ကျွန်တော်ကတိုးစံမတော့ဘူးဒီမှာဒါလေးကိုနှိပ်ပြရမှာနော်နှိပ်ပြလာအဲ့ကောင်တရားပြအောင်စောင့်ပြရမှာအဲ့ကောင်ပြရနဲ့အရှိကိုရောက်လာလိမ့်မယ်ပြေးပါပြီနော်တရားပြေးလာပြီဆိုလို့ရှိရင်ဒီနားလေးမှာ open ဆိုတဲ့ဥစ္စာလေးပေါ်လာမှာတရားပြေးပါပြီဒီမှာ open လေးပေါ်လာပြီဖွင့်မယ်နော် open လေးကိုဖွင့်မယ်ဖွင့်ပြီးလာမယ်နော်ဒီလိုလေးပေါ်လာမယ်ဒါလေးကိုနှိပ်မယ်ဒါလေးကိုခဏစောင့်မယ်ဒါလေးကပြီးပါပြီဆိုဒီလိုလေးလာမယ်ပြီးဒီမှာဒီကြက်ချစ်ကလေးနှိပ်မယ်ပြီး yes ပြီးမယ်ပြီးဒီမှာဥစ္စာလေးပေါ်လာလိမ့်မယ်နာမည်လေးပေါ်လာလိမ့်မယ်ဖုန်းတို့ကွန်ပျူတာတို့ရောက်ပါပြီခင်ဗျာဒါလေးကိုတစ်ချက်နေလိုက်မယ်အားလုံးကျေးဇူးတင်ပါတယ်